okay ချီအောင်ပြောင်းမယ်ပေါ့နော်ချီအောင်ပြောင်းမယ်ဆိုရင်ဒီမှာပထမအစာပေါက်လေးပေါ့နော်ဒီအစာပေါက်လေးတွေကိုချီထည့်မယ်ပေါ့နော်ကျွတ်လက်ပန်းအရွက်ကလေးပေါ့နော်တော့ရှိရှိလေးဖြစ်တဲ့အတွက်တော့ချီလေးကိုဒီတိုင်းမဆက်ဖဲနေပေါ့နော်ချီလေးကိုဒီအမှတရစ်တင်ပြီးတော့မှဒီအပေါက်ကလေးတွေကိုထည့်ပြီးတော့မှဆက်မယ်နော်ဒီမှာချီလေးကိုအမှတရစ်တင်လိုက်မယ်နော်တင်ပြီးမှဒီအပေါက်လေးတွေကိုထည့်ပြီးတော့ချီလေးကိုဆက်ပါမယ်okay ပြီးတော့ရင်ဒီမှာချီလေးပြန်ယူလိုက်ဒါဆိုတော့ကျွတ်လက်ပန်းအရွက်ကရှိလေးအဲ့လိုဖြစ်ခြင်းတဲ့အတွက်ပေါ့နော်ဒါဆိုရင်ဒီလိုဆက်ပြီးသွားပြီဆိုလို့ရှိရင် okay အဲ့ဒါဆိုရင်ဗာလေးဆက်ထိုးမလဲဆိုရင်အပေါက်တစ်ပေါက်ထင်းမှာပဲသူကတိုင်ရှိတတိုင်းချင်းတစ်ခါတိုင်ရှိတတိုင်းအဲ့လိုတစ်ပေါက်ထင်းမှာပဲအဲ့လိုမျိုးထိုးသွားမယ်နော်တိုင်ရှိလေးထိုးဖို့အတွက်ဒီမှာအပေါ်မှာချီတရစ်တင်ဒီအပေါက်ထဲမှာပဲထည့်မယ်ချီနှစ်ခုထုံမယ်နောက်ထပ်နှစ်ခါထုံမယ်ပြီးရင်chain 1နောက်ပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိတစ်တိုင်းဒီတစ်ပေါက်ထဲမှာပဲเนาะဒီတစ်ပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိတစ်တိုင်းထိုးပါမယ်ဒါဆိုရင်ဂျူလီပန်ရဲ့အရွက်ကလေးပေါ့เนาะပုံစံလေးဒီရွက်ပုံစံလေးရပါမယ်တိုင်ရှိလေးနဲ့တိုင်တစ်ပေါက်ထဲမှာပဲတိုင်ရှိတစ်တိုင်း chain တစ်ခါတိုင်ရှိတစ်တိုင်းအဲ့လိုလေးထိုးသွားမယ်เนาะနောက်ပြီးကြလို့ရှိရင်အပေါက်နှစ်ပေါက်ကိုကြော်ပါမယ်အပေါက်နှစ်ပေါက်ကိုကြော်ပြီးတော့ခုနလိုပုံစံထပ်ထိုးမယ်ပေါ့เนาะဒီမှာဒါဆိုရင်ဒီမှာဒီတစ်ပေါက်ကိုထိုးထားရဲဆိုရင်ဒီမှာနောက်ထပ်1 2နှစ်ပေါက်ကြော်လိုက်မယ်နှစ်ပေါက်ကြော်ပြီးတော့ဒီမှာ3ပေါက်မြောက်เนาะ3ပေါက်မြောက်ပေါက်မှာတိုင်ရှိတစ်တိုင်းချီလေးကိုရစ်တင်မယ်တိုင်ရှိတစ်တိုင်း okay ပြီးရင် chain 1နောက်ပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲเนาะဒီအပေါက်เนาะဒီပထမထုတ်ခဲ့တဲ့အပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိတစ်တိုင်းဒါဆိုရင်နောက်ထပ်တရွယ်လေးရမယ်ပေါ့နော်ဒီလို V ပုံစံလေးတွေရမယ်ပေါ့နော်ပြီးလို့ရှိရင်နောက်ထပ် skip to နောက်ထပ်အပေါက်နှစ်ပေါက်ကိုထပ်ပြီးတော့ကြော်မယ်ဒီမှာထိုးခဲ့တာဆိုတော့မြင်ရလားမသိဘူးเนาะဒီမှာထိုးခဲ့တာဆိုဒီမှာတစ်ပေါက်နှစ်ပေါက်ကြော်လိုက်ကိုနှစ်ပေါက်ကြော်ပြီးတော့ဟောဒီမှာ3ပေါက်မြောက်ပေါ့နော်ဒီ3ပေါက်မြောက်ဒီအပေါက်ထဲမှာထိုးပါမယ်အဲ့ဒါဆိုရင်ဒီမှာခုနလိုပတ်တဲ့အတိုင်းပဲအဓိကကတော့တိုင်ရှိတစ်တိုင်းချင်းတစ်ခါတိုင်ရှိတစ်တိုင်းအဲ့ဒီလိုမျိုးလေးကိုမှနှစ်ပေါက်ကြော်လိုက်ပြီးရင်တိုင်ရှိတစ်တိုင်းချင်းတစ်ခါတိုင်ရှိတစ်တိုင်းအဲ့လိုမျိုးလေးထိုးသွားမယ်နော်အဲ့မှာဒီမှာတိုင်ရှိတစ်တိုင်းပြီးရင်ချင်းတစ်ခါနောက်ပြီးတော့တိုင်ရှိလေးတစ်တိုင်းပြီးသွားပြီဆိုရင်skip to နောက်ထပ်နှစ်ပေါက်ကိုကြော်မယ်တစ်ပေါက်နှစ်ပေါက်ကြော်သုံးပေါက်မြောက်မှာတိုင်ရှိလေးကတစ်တိုင်းပြီးရင် chain 1ဒီအပေါက်ထဲမှာပဲတိုင်ရှိလေးတစ်တိုင်းအဲ့လိုမျိုးလေးကိုအဆုံးထိစတိုက်လေးအဆုံးထိတရွက်ကလေးအများကြီးရအောင်အဆုံးထိထိုးသွားပါမယ်နော်အားလုံးထိုးပြီးရင်ပြန်တွေ့မယ်နော်okay ကျွတ်လက်ပန်းအရွက်ကလေးတွေကိုအားလုံးထိုးလို့ပြီးသွားပါပြီ DC chain 1 DC နဲ့ပေါ့နော်အားလုံးဒီလိုထိုးလို့ပြီးသွားပြီပေါ့နော်တကယ်လို့ကိုယူတဲ့တိုင်အရာပေါ့နော်ဒီနောက်ဆုံးမှာတိုင်လေးပေါ့တိုင်တူလေးအပေါက်ကလေးရပေါ့နော်ပိုနေတာလေးပါလေးရှိခဲ့တယ်ဆိုရင်အဲ့ဒီမှာတိုင်ရှိတဲ့တိုင်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးထိုးခဲ့ပြီးလို့ရပါတယ်ပြီးလို့ရှိရင်ဒါမင်းတို့က chain 1လေးတက်ပြီးတော့မှချီကိုဖြတ်လိုက်ပါမယ်နော် okay ချီဖြတ်လိုက်ပါမယ်ဒါဆိုရင်ကောင်းဖက်လေးရဲ့ဒါအရွက်ပေါ့နော်တရွက်ကလေးတရွက်ကျူလီပန်ရဲ့တရွက်ကလေးရတော့ပါပြီဒါဆိုရင်နောက်ချက်ပေါ့နော်မင်းတို့ဘာထုံးလဲဆိုတော့ပတ်ဝင်လေးကိုထိုးပါမယ်ပတ်ဝင်လေးထိုးဖို့အတွက်ကတော့အရောင်ကတော့ကျိတ်တဲ့အရောင်သုံးလို့ရပါတယ်မင်းကတော့ဒီထဲမှာဝါရောင်လေးကိုသုံးထားပါတယ်ဒါဆိုရင်ကဲပတ်ဝင်လေးထိုးလိုက်ကြမယ်နော်ပတ်ဝင်လေးထိုးဖို့အတွက်ဆိုလို့ရှိရင်ဒီမှာတော့ V ပုံစံပေါ့နော်တရွက်ကလေးပြန် V ပုံစံလေးရှိတယ်အဲ့ဒီ V ပုံစံလေးရဲ့ဟောဒီအလေးအပေါက်ပေါ့နော်ဒီအလေးအပေါက်ထဲမှာချီလေးကိုဆက်ရပါမယ်ကိုကျိတ်တဲ့အရောင်မင်းကတော့ဝါရောင်လေးပါချီလေးကိုဒီလိုယူပြီးတော့မှအလေးပေါက်လေးထဲမှာဆက်လိုက်ပါမယ်အဲ့လိုမျိုးလေးချီလေးကိုဆက်ပြီးသွားပြီဆိုလို့ရှိရင် V ရဲ့ပေါ့နော်V ရဲ့ဒီအလေးပေါက်လေးမှာချီဆက်လိုက်မယ်ပေါ့နော်ချီလေးဆက်ပြီးသွားပြီဆိုလို့ရှိရင်ချင်းလေးခါတက်ပါမယ် okay 1 2 3 4အားလုံးချင်းလေးကိုလေးကတက်ပါမယ်ချင်းလေးကတက်ပြီးသွားလို့ရှိရင်ဒီတစ်ပေါက်ထဲမှာပဲပေါ့နော်အဲ့ဒီ V အပေါက်ပေါ့နော်ဒီ V အပေါက်ဒီအပေါက်ထဲမှာပဲတိုင်ရှင်လေး9ခါထိုးပါမယ်သူကဘာဖြစ်လို့လဲဆိုတော့အဖူးလေးလိုချင်တာကျွတ်လက်ပုံစံအဖူးလေးလိုချင်တာပေါ့နော်ဒါဆိုရင်တိုင်တိုလေးဒီအပေါက်ထဲမှာပဲတိုင်တိုလေး9ခါထိုးပါမယ်ဒါဆိုရင်တိုင်တိုတစ်ခါနောက်ထပ်ဒီအပေါက်ထဲမှာပဲတိုင်တိုနှစ်ခါဒီပေါက်ထဲမှာပဲတိုင်တူ3ခါဒီပေါက်ထဲမှာပဲတိုင်တူ4ခါဒီပေါက်ထဲမှာပဲတိုင်တူ5ခါတိုင်တူလေးအားလုံး9ခါထိုးပါမယ်တိုင်တူတော့ဖြစ်နေတိုင်ရှိပေါ့ sorry ပါတိုင်ရှိလေးအားလုံး9ခါထိုးပါမယ်9ခါလေးထိုးပြီးသွားပြီဆိုရင်သူကအဖူးပုံစံလေးလိုချင်တာဘူးပုံစံလေးလိုချင်တာဖြစ်တဲ့အတွက်သူကဒီမှာပေါ့နော်ဒီဘက်ကချီတော့ဆက်မှာပေါ့နော်ဒီမှာမြင်ရလားမသိဘူး1 2 3 4 5ပထမအဦးဆုံးစားခဲ့တဲ့တိုင်ရှိရဲ့အပေါက်ပေါ့နော်ဒီအပေါက်ကလေးအဲ့ဒီအပေါက်ကလေးကနေပြီးတော့မှဒီချီလေးကိုလမ်းပြီးတော့ရှူလိုက်မှာဒီလိုလေးဒါဆိုဒီမှာကျွလိအဖူးလေးဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးပုံစံလေးလိုချင်တာအဲ့လိုယူပြီးသွားပြီဆိုရင် chain ကို
နှစ်ခုချိန်နှစ်ခါတက်ပါမယ်နောက်ပြီးသွားပြီဆိုလို့ရှိရင်ချိန်နှစ်ခါတက်ပြီးသွားပြီဆိုရင်ဒီမှာနောက်ထပ်အဖူးတစ်ခုယူမယ်အဖူးတွေအားလုံးကိုဒီ V ပုံစံအလဲပေါက်တွေထဲမှာပဲထိုးသွားရပါမယ် Okay ဆိုရင်နောက်ထပ်အဖူးလေးတစ်ခုစထိုးမယ်နော်ဒီမှာ V ပုံစံပေါက်တွေတွေ့လားဒီ V ပေါက်ဒီပေါက်ထဲမှာတိုင်ရှည်လေး၅ခါထိုးပါမယ် Okay ဒီလေးကိုရစ်တင်လိုက်မယ်ဒီ V ပေါက်လေးထဲမှာတိုင်ရှည်လေးဒီမှာတစ်ခါဒီမှာနောက်ထပ်နှစ်ခါဒီအပေါက်ထဲမှာပဲထိုးမှာပါเนาะတစ်ပေါက်ထဲမှာပဲထိုးမှာပါနောက်ထပ်သုံးခါနောက်ကချီစားလေးကိုတစ်ခါလေးယူပြီးတော့တင်သွားမယ်เนาะဒီမှာနောက်ကချီစားလေးတစ်ခါလေးယူပြီးတော့တင်သွားမယ်เนาะသုံးခါပြီးသွားရင်နောက်ထပ်ချီရနေတော့ဒီနောက်ထပ်တိုင်ရှိတစ်ခါ၄ခါโอเคနောက်ထပ်တိုင်ရှိတစ်ခါ၅ခါပေါ့เนาะတိုင်ရှိအားလုံး၅ခါရတော့ပါပြီတိုင်ရှိအားလုံး၅ခါရတော့ပြီဆိုရင်ဒီလူကနအလေးကိုထုတ်လိုက်မယ်ပထမဦးဆုံးစားခဲ့တဲ့တိုင်အတိုင်အပေါက်ကလေးကနေအကူထဲမယ်ဒီရှိလေးကိုလမ်းယူမယ်လမ်းယူပြီးတော့ပေါက်ထဲကိုထည့်လိုက်မယ်ဒါဆိုရင်နောက်ထပ်ဂျူလီပူလေးတစ်ဖူရသွားပါပြီဒီလေးဖြစ်မှာပြီးရင်နောက်ထပ်တစ်ဖူထိုးဖို့အတွက် chain 2 chain နှစ်ခါတက်ပါမယ်နောက်ပြီးရင်ဒီမှာ V ပုံစံဒီထဲကိုတိုင်ရှိလေး9တိုင်ထိုးသွားပါမယ်ပြန်ထိုးပြမယ်နော်တိုင်ရှိတစ်ခါဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိနှစ်ခါဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိ3ခါဒီပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိ4ခါဒီပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိ5ခါပါပြီးတော့ပြီဆိုရင်အလေးကနထုတ်မယ်ပထမဦးဆုံးစားခဲ့တဲ့တိုင်ဒီမှာ1 2 3 4 5ဒီမှာအကူထည့်ပြီးတော့ဒီချီလေးကိုလမ်းယူပြီးတော့ဒီပေါက်ထဲကနေထုတ်လိုက်မယ်အဆူဖူးလေးရမယ်ပြီးရင်နောက်ထပ်ချိန်နှစ်ခါတက်မယ်အလိုလေးတွေပဲတောက်လျှောက်ဒီမှာဖူးလေးတွေရသွားပြီเนาะအဲ့ဒါဆို TV ပုံစံထဲမှာ DC ပေါ့เนาะတိုင်ရှင်9ခါထိုးမယ်ပြီးလို့ရှိရင်အလေးကိုထုတ်မယ်ထုတ်ပြီးတော့ဒီဘက်ပေါက်ထဲကနေအလေးချီလေးကိုပြန်ယူမယ်ပြီးချိန်နှစ်ခါတက်မယ်ဒီမှာတိုင်ရှင်9ခါတိုင်ရှင်9ခါတိုင်ရှင်9ခါနဲ့လို့ဖူးလေးတွေအများကြီးအစုံထိထိုးသွားပါမယ်အားလုံးပဲအစုံထိထိုးပြီးသားပြီဆိုရင်မင်းနဲ့ပြန်တွေ့ကြမယ်เนาะ